မိတ်ဆွေအားလုံးမင်္ဂလာပါလူချင်း YouTube channel မှာကြိုဆိုပါရခင်ဗျမင်္ဂလာပါကျွန်တော်တို့ကဒီမြေပဲခွန်နဲ့စိုက်လို့ရလားစိုက်လို့ရလားမေးတာမေးခွန်းနေများနေလို့เนาะတပေါင်းနဲ့ဖြေပေးလိုက်တာမြေပဲခွန်နဲ့လည်းစိုက်လို့ရတယ်လေယာစွန့်ပစ်ပစ္စည်းလေယာထဲမှာသုံးပြီးစွန့်ပစ်တဲ့ပစ္စည်းတွေဗျာပဲယိုနှမ်းယိုเนาะပဲမော်နေကြရိုင်းယိုးတွေစသဖြင့်လေယာထွက်စွန့်ပစ်ပစ္စည်းမှန်သမျှသည်ကောက်ရုံမှုစိုက်လို့ရတယ်เนาะသို့ပေမဲ့ကိုသုံးတဲ့ကုန်ကျန်းပေါ်မူတည်ပြီးထွက်နှုံးတွေကွာတယ်ကိုသုံးတဲ့ကုန်ကျန်းရဲ့ပါဝင်နဲ့ဖိုင်ဘာဓာတ်တွေပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကနှက်ရတဲ့အပိုင်းလေးတွေရှိတယ်ဘာဖြစ်လို့အဲ့လိုပြောရလဲဆိုလို့ရှိရင်အခုမြေပဲကွန်ပဲထားပါတော့ဗျာဥပမာမြေပဲကွန်ဆိုလို့ရှိရင်ဖိုင်ဘာဓာတ်များတယ်เนาะဖိုင်ဘာဓာတ်များတဲ့ပစ္စည်းတွေမှာပါတယ်သူ့ကိုဆွေးမျိုးဖြစ်စဉ်ကျွန်တော်တို့ကမြန်ဆန်ဖို့အတွက်ကိုကျွန်တော်တို့ကနှက်ရတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်မှုသည်တိုးရပြည့်ဆွေးကိုစားတယ်เนาะမိုဒီတိုးရပြည့်ဆွေးကိုစားတာဖြစ်လို့လည်းမှုအသင့်စားသုံးနိုင်အောင်ကျွန်တော်တို့ကနှက်ဆိုင်မှာရမယ်အဲ့ဒီနှက်ဆိုင်တဲ့အချိန်မှာမြန်ဆန်နှက်တဲ့လုပ်ငန်းစဉ်ပြီးမြောက်ခြင်းတယ်ဆိုလို့ရှိရင်အပိုင်းစားလေးတွေဖြစ်မှာရမှာရေဘဲကွန်ကိုကျွန်တော်တို့ကကျိတ်ဆက်နဲ့အမှုတ်ကျိတ်ဆက်နဲ့ကြိတ်ထားမျိုးတို့ဘာတို့စသဖြင့်ပေါ့ဗျာမြေဘဲကွန်လိုက်ကြီးမဟုတ်ဖဲနဲ့အပိုင်းစားလေးတွေကျိုးကြည်သွားအောင်ကျွန်တော်တို့ကလုပ်တယ် space သေးသွားတယ်ဆိုလို့ရှိရင်ဆွေးမှုဖြစ်စဉ်ကမြန်သွားတယ်ဆွေးမှုဖြစ်စဉ်မြန်တော့မှကျွန်တော်တို့ကမိုးစိုက်တာမှာအကျိုးသက်ရောက်မှုပိုပြီးဖြစ်ထွန်းမယ်ဒါလေးတွေကိုသိထားဖို့လို့เนาะအဲ့တော့ခုနကလေယာစွန့်ပစ်ပစ္စည်းအားလုံးနဲ့စိုက်ပါဆိုပြီးတော့ခုနလိုမျိုးပဲယိုနှမ်းယိုးတွေကိုဒီတိုင်းထည့်ပြီးစိုက်တာတို့ဘာတို့ဒါဆိုလို့ရှိရင်တော့ထွက်လိုက်မယ်သို့ပေမဲ့ထွက်နှုံးကတော့ကောင်းမှာမဟုတ်ဘူးเนาะအခုမြေပဲကွန်တို့ဘာလို့ဆိုလို့ရှိရင်လည်းဒီလိုပဲကျွန်တော်တို့ကအပိုင်းစားလေးတွေဖြစ်အောင်เนาะအပိုင်းစားလေးတွေဖြစ်အောင်ကျွန်တော်တို့ကတေချာအမှုတ်ကျစ်ဆက်နဲ့ကြိတ်ပြီးတော့မှအမှုတ်ကြီးဆက်ဆိုလုံးဝပေါင်တော်မွေးဖြစ်စရာမလိုဘူးเนาะကျွန်တော်ပြောတာအပိုင်းစဖြစ်သွားရင်ခုနကမြေပဲခွန်ရိုး original မြေပဲခွန်နဲ့စားလို့ရှိရင်အပိုင်းစာလေးတစ်ခုအပိုင်းစာလေးဖြစ်သွားမယ်ဒါမျိုးဆိုလို့ရှင်ဒါဆိုလို့ရှင်ဆွေးမှုဖြစ်စဉ်ပိုးပြီးမြန်တယ်နူးတာနတ်တာမြန်တယ်ပေါ့ဗျာနူးတာနတ်တာမြန်လေးမို့ကစားသုံးနိုင်လေပဲဒါလေးကိုသဘောပေါက်ထားဖို့လိုရယ်เนาะအဲ့ဒါဆိုလို့ရှင် EM နဲ့ပဲသုံးပြီးနှက်9မိုင်အဆင့်နဲ့ပဲနှက်စသဖြင့်ပေါ့အခြားကိုတန်ပေါ့ဗျာအဲ့ဒါတွေနဲ့ကြိုက်တာနဲ့နှက်เนาะ45ရက်လောက်နှက်ပြီးဆိုတာနဲ့ကျွန်တော်တို့ကအဲ့ဒီမြေပဲကွန်ပုံနှက်ထားတဲ့အထဲကိုကျွန်တော်တို့ကကြီးလိုက်လို့ပေါ့အပူချိန်သည်ပေါက်ပြားနဲ့ပဲမွေခေါ်ပြားနဲ့ပဲမွေအပူကအငွေ့တွေ1000ထနေရမယ်တကယ်လို့ကျွန်တော်တို့လက်ထဲမှာ pH တိုင်းနဲ့မီတာရှိတယ်ဆိုလို့ရှိရင်5နဲ့ 5.5 ဂျာเนาะ pH တိုင်းကြည့်လိုက်လို့အဲ့ဒီအနေထားဆိုလို့ရှိရင်မြေပဲကွန်နဲ့မိုးဆိုင်လို့ရပြီရက်စက်ကူတော့ထည့်ရမှာเนาะရက်စက်ကူမထည့်လို့တော့မရဘူးเนาะရက်စက်ကူလွတ်လို့တော့မရဘူးမြေပဲကွန်နဲ့မိုးဆိုင်တာဒီရက်စက်ကူထည့်ရမယ်เนาะခုနလေယာစုပ်ကမြစ်ပစ္စည်းအားလုံးနဲ့ဆိုင်တာဒီလည်းရက်စက်ကူထည့်ပေးရမယ်မထည့်လို့မရပါဘူးเนาะကျေးဇူးတင်ပါတယ်မင်္ဂလာပါကျွန်တော်တို့ဒီမှုပေါင်ကအေးနေလားမှုပေါင်ဒီအပူချိန်များနေလားနည်းနေလားအဲ့ဒါကိုမသိပဲနဲ့ကျွန်တော်တို့မှုမြင်မတွေ့တိုင်းရေနဲ့အားစိပဲထက်လောင်နေလို့ရှိရင်မှုပေါင်အေးပတ်အဲ့ပုံစံမျိုးဖြစ်တတ်တယ်เนาะအဲ့တော့အခုဟာကတော့မှုရိုင်းကထွက်နေဆိုတော့ဒီအခုထွက်တဲ့မှုရိုင်းအနေထားအတိုင်းဆိုရင်သူကလိမ်မော်ရောင်လေးတွေเนาะလိမ်မော်ရောင်လေးတွေလို့ပြောတယ်လိမ်မော်ရောင်လေးတွေဆိုလို့ရှိရင်တော့ပုံကျန်းရည်ဖြစ်ထားလားကုန်ကျန်းမတန့်ရင်လည်းဖြစ်တတ်တယ်နောက်တစ်ခါကျွန်တော်တို့သုံးတဲ့ဂျက်ဆက်ကူပေါ့နော်ဂျက်ဆက်ကူမတန့်ရင်လည်းအဲ့ဒီဟိုထွက်တတ်တယ်နော်ဒါကြောင့်မလို့ဒီမှိုပေါင်ကတော့တိတ်တော့အားရမှုတော့မရှိတော့ဘူးအားရမှုမရှိတော့ဘူးဆိုတာကဒီခဏဒီလိုမျိုးရေပေးနေတယ်ဆိုလို့ရှိရင်မှိုပေါင်အေးပတ်ဖို့များတယ်ခုရက်ထဲလည်းကျွန်တော်တို့ဒီဘက်မှာဆိုလို့ရှိရင်မိုးကဓာတ်ရွာနေတာနော်အဲ့ဒါကြောင့်မလို့ဒီမှိုပေါင်ကတော့ဖြတ်တင်တယ်လို့ကျွန်တော်ကတော့ပြောလို့ရပါနော်ဖြတ်တင်တယ်လို့ကြံပေးခြင်းတယ်နော်ကျေးဇူးပါကျွန်တော် channel လေးကိုဝင်ရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်